င်းကျူရှင်တက်ရမယ်ဆိုပြီးကလေးတွေကိုဖိအားပေးတော့တာပဲဒီဆရာမတယောက်ကဒီလစာရမယ်ဆိုတာလူတိုင်းသိထားပြီးသားလစာနဲ့မလောက်ရင်ဘာလို့ကမှလဲသိလား KTV ရှိတယ်မဆက်တွေရှိတယ်လစာကိုသိရသားနဲ့ဝင်ပြီးတော့မှလစာမလောက်လို့ကျူရှင်တင်နေဆိုရင်တော့ KTV မှာသွားပြီးတော့ပြောတော့ဆက်လိုက်ပါလို့ပဲကျွန်တော်ကပြောချင်တယ်ဆရာမတွေကိုကျွန်တော်ပြောချင်တာလစာမလောက်ရင်ဖာသွားခံပါညာရင်းနဲ့ပတ်သက်ပြီးတော့ဆရာမတွေအားလုံးကိုတင်ကြုံပြီးတော့ရိုင်းဆိုင်နဲ့ပြောဆိုရရှိတယ်ကျွန်တော်နားနဲ့မဆန်အောင်ကြားရပါတယ်အဲ့တော့ပညာရေးကကျွန်တော်တို့နှိမ့်ချချင်တာလားမြင့်တင်ပေးချင်တာလားရှင်တင်တာလေးတစ်ခုကိုညာတို့ကအပြစ်လို့မြင်ပြီးတော့ကျူရှင်တွေရိမ့်မယ်ထောက်ချမဆိုတဲ့အထီတောင်ရိုင်းဆိုင်ပြောဆိုနေတာတွေနောက်တချို့ပြောဆိုနေတာရှိတာပါဗျာနော်我们民间老板表，今年嘛，准备去布拉的苗北今年比较便宜的，来到龙关上面那帮嘛，所以多里嘛，那么几年的，这种就现在呢，马的股，那个的话，比的拉萨呢嘛老路耶，这种 KTV 嘛多路，后年多路，今年多路属于的，表的个地方也比较便宜的耶，那比如话耶，现在呢，马的那不得比的，表价它的比较便宜的，准备去有分表北京包的，咱们这边嘛，送来把继续比包喏。阿拉外面个啦吧。မင်္ဂလာညနေခင်းလေးဖြစ်ကြပါစေအဲ့တော့ပညာရေးသတင်းလေးပါပဲเนาะအဲ့တော့ကွန်မန့်အောက်မှာထက်လာရေးတဲ့သူတယောက်ကဆရာမတွေကိုဗာပြောလဲဆိုတော့ကျောင်းစားဖွင့်တာနဲ့ကျောင်းဆရာမတွေကဓမြစတိုက်တော့တာပါပဲတဲ့ကျောင်းကျူရှင်တက်ရမယ်ဆိုပြီးကလေးတွေကိုဖိအားပေးတော့တာပဲမိဘတွေကမထားခြင်းလဲနေတိုင်းကလေးကိုဖိအားပေးနေတာကျူရှင်ထားတော့လဲ၄-၅ဘာသာကြနေတာပဲမိဘတွေကပတ်စံပေါ်နေတယ်များထင်နေသလားတဲ့အဲ့ဒီလိုကိုမက်ရေးတယ်ဗျရေးတဲ့ခါကျတော့တယောက်ကထွက်လိုက်ပါတဲ့ကျောင်းကထွက်လိုက်ပါတဲ့အားပေးတယ်ပေါ့ဗျာအဲ့တော့ကိုမက်တယောက်ထက်ရေးတယ်လစာတိပြီးမှအလုတ်ဝင်တာမလားတဲ့အခုမှဘာထဖြစ်နေလဲတဲ့အရင်တည်းကမဝင်နဲ့လေတဲ့မလောက်ဘူးထင်ရင်တဲ့အဲ့ဒါလည်းမှန်တာပဲဗျနော်ဆရာမဆိုတာကမျိုးဆက်သစ်တွေကိုနော်နောက်လာမျိုးဆက်ကောင်းတွေပေါ့နော်နိုင်ငံရဲ့တာဝန်တွေကိုထမ်းဆောင်မဲ့မျိုးဆက်သစ်တွေကိုမွေးဖွားပေးတဲ့သူတယောက်ဗျနော်အဲ့တော့နာသုံးတာဆိုလားဘာဆိုလားကျွန်တော်လည်းစာတွေဝေးနေပြီနော်အဲ့တော့အနစ်နာမခံနိုင်ပဲနဲ့တော့ဆရာမလုပ်လို့မရဘူးဗျအဲ့တော့ဒီဆရာမတယောက်ကဒီလစာရမယ်ဆိုတာလူတိုင်းသိထားပြီးသားလစာနဲ့မလောက်ရင်ဘာလို့ကမှလဲသိလားKTV ရှိတယ်မဆက်တွေရှိတယ်နော်ဥစားတွေရှိတယ်နော်စောင်းကြမြိုင်တွေရှိတယ်လစာနဲ့လောက်တဲ့နေရာတွေရှိတယ်နော်လစာကိုသိရသားနဲ့ဝင်ပြီးတော့မှလစာမလောက်လို့ကျူရှင်တင်နေဆိုရင်တော့ KTV မှာသွားပြီးတော့ပြောတော့ဆက်လိုက်ပါလို့ပဲကျွန်တော်ကပြောချင်တယ်နော်တယောက်ကထက်လာရေးတယ်ပေါ့နော်တယောက်စာလုပ်ရင်လစာတယောက်စာပဲရမှာတဲ့မလောက်ရင်အပြင်ထွက်စီးပွားရေးလုပ်ပေါ့တဲ့နော်အဲ့တော့ကျွန်တော်ထပ်ပြောချင်တာပေါ့နော်ဒါတွေကိုလည်းပညာရေးဝန်ကြီးဌာနအနေနဲ့နိုင်ငံတကာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာပညာရေးဌာနအရေးကြီးတယ်ဗျနော်မျိုးဆက်သစ်ကောင်းတွေပေါ်ထုတ်ဖို့အတွက်ကသင်ကြားပေးတဲ့ဆရာမတွေအတွက်ကအရေးကြီးတယ်အဲ့တော့ဆရာမတွေကိုလစာတွေတိုးပေးဖို့အရသာအစိုးရမှာတာဝန်ရှိတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ဘတ်ဂျက်များများသုံးဖို့အရသာအစိုးရမှာတာဝန်ရှိတယ်နော်အဲ့တော့ဆရာမတွေရဲ့လစာတွေကိုတိုးပေးဖို့ရသားအစိုးရကူညီလှုပ်ဆောင်မှုလိုအပ်ပါတယ်ဆရာမတွေကိုကျွန်တော်ပြောချင်တာလစာမလောက်ရင်ဖာသွားခံပါလစာမလောက်ဖာသွားခံပါဒီလစာနဲ့ရမှန်တိတိကြီးနဲ့အဖြူစဲဝစ်ချင်လို့ဝက်တာလားလစာမတ်ပြီးလို့ဝက်တာလားလစာမလောက်ဖာသွားခံပါလို့ပဲကျွန်တော်တော့ပြောချင်ပါတယ်အဲ့တော့မဟာဗမာဂျင်းကျော်လေးပါမကျင်နဲ့လို့ရှိရင်လဲသေးလိုက်ကောင်းတဲ့ဆရာမတွေမကွာဘူးစိတ်နဲ့မကောင်းတဲ့ညံပြင်းတဲ့အောက်တန်းကြတဲ့ဆရာတွေကိုပြောတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခုရပိုင်းတွင်းမှာပညာရေးနဲ့ပတ်သက်ပြီးတော့ဆရာမတွေအားလုံးကိုတင်ကြုံပြီးတော့ရိုင်းဆိုင်နဲ့ပြောဆိုရရှိတယ်ကျွန်တော်နားနဲ့မဆန်အောင်ကြားရပါတယ်အဲ့တော့ပညာရေးကကျွန်တော်တို့နှိမ့်ချချင်တာလားမြင့်တင်ပေးချင်တာလားတကယ်တော့ပညာရေးကမြင့်တင်ရပါဗျအဲ့တော့ပညာရေးမြင့်တင်ဖို့အတွက်နိုင်ငံဖွံ့ဖြိုးတိုးတက်တဲ့ပညာကအရန်အရေးပါပါတယ်ဒါကြောင့်ကျောင်းသားရဲ့ဆရာဆရာမတွေရဲ့ကျွန်တော်တို့မိဘတွေရဲ့နိုင်ငံတော်ရဲ့ပူးပေါင်းပြီးတော့ပညာရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆရာဆရာမတွေရဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့ကဆောင်ရွက်ပေးရမှာအဲ့တော့ဆောင်ရွက်ပေးဖို့မစင်စားဘဲနဲ့ကျူရှင်တင်တာလေးတစ်ခုကိုညာတို့ကအပြစ်လို့မြင်ပြီးတော့ကျူရှင်တွေရိမ့်မယ်ထောက်ချမဆိုတဲ့အထီတောင်ရိုင်းဆိုင်ပြောဆိုနေတာတွေနောက်တချို့ပြောဆိုနေတာရှိတာပေါ့ဗျာနော်အဲ့တော့ဆရာဆရာမတွေကတကယ်နဲ့အရေးယူတင်တာကကျောင်းချိန်တွင်းမှာကျူရှင်တင်နေတဲ့ဆရာမတွေကျောင်းကနေလိပ်ပြီးတော့ကျူရှင်သွားတင်နေတာတွေ
ပြင်ပပုဂ္ဂလိကအကြောင်းတွေမှာစာသွားတင်နေတာဒါမျိုးတွေဖော်ထုတ်ရေးယူမှာနောက်ကျောင်းကျင်တွေမှာစာမတင်မဲနဲ့ဟုတ်လားစာလေးတစ်ပုဒ်ပေးပြီးတော့ဟိုခန်းသွားဒီခန်းသွားလက်ဘက်တို့ချင်းတို့ရင်းနှီးချမ်းတောင်းနေတဲ့ဆရာမတွေကိုဖော်ထုတ်ရေးယူမှာနောက်တစ်ချက်ကဘော်ဒါကျောင်းကြီးပုဂ္ဂလိကအကြောင်းတွေဖွင့်ထားတာငွေကြေးတွေတော့အမြောက်များယူတယ်အဲ့ဒီအကြောင်းတွေမှာဟုတ်လားကျောင်းသူကျောင်းသားအနံ့ထားတာအင်အားထောင်ရှိတယ်ဆိုရင်တကယ်တော့မြေပြင်ခင်ဗျားကိုတွားကြည့်လိုက်မြေပြင်မှန်လို့လားမြေပြင်မှာ300ပဲရှိတယ်ပြီးတော့ပတ်စံတွေအမြောက်များစွာယူထားတယ်ဒါမျိုးကျောင်းတွေကိုဖော်ထုတ်ရေးယူမှာနောက်ပြီးကြတော့စောင်းပွဲနီးလာတယ်ဒါအခု grade တို့ပါလို့ဆိုဟုတ်လားရက်ပိုင်းတွင်ရက်တိုတင်တန်းတွေပို့ချပြီးတော့ငွေကြေးမြောက်များစွာယူပြီးတော့ပို့ချနေတဲ့ဟုတ်လား guide တွေဒါမျိုးတွေကိုခင်ဗျားတို့ဖော်ထုတ်ရေးယူမှာလीအဲ့ဒါမို့အခုလက်ရှိဟုတ်လားဟိုအစိုးရကျောင်းကဆရာသမားတွေကိုအပြစ်မြင်ပြီးတော့နော်စာကျူရှင်တင်ရင်အရေးယူမယ်ဘာဖြစ်တယ်ဟာပက်ဆက်တဲ့ရိုင်းဆိုင်နဲ့အားလုံးကိုတင်းကျုံပြောနေတာလေစိတ်မကောင်းဘူးကျွန်တော်တို့ကဆရာသမားဆိုတာနန်တော့နန္ဒကမ်းဝင်ပါနန်တော့နန္ဒကျွန်တော်တို့ကဘုရားတရားတန်ခါဆရာပြီးပါတကိုင်းနဲ့ထားတာဒါတွေကိုကျွန်တော်တို့ကဒါအခုချိန်ကြီးကျွန်တော်တို့ကလေးစားတယ်ဗျာနော်အဲ့တော့မလေးစားပဲနေတဲ့သူခင်ဗျားတို့ကင်းအောင်နေလားခင်ဗျားတို့သားသမီးတွေကိုကျူရှင်မထားဘူးလားနော်ခင်ဗျားတို့သားသမီးတွေခင်ဗျားတို့ပုဂ္ဂလိကအကြောင်းတွေထားအစိုးရအကြောင်းဆရာစားမတွေကြောင့်အပြစ်မြင်မလုပ်ပါနဲ့ပြစ်မမြင်ကောင်းပါဘူးနော်အဲ့တော့ဆရာမတွေကျောင်းသူကျောင်းသား450ကိုဆရာမတယောက်တည်းနဲ့ဘာသာသုံးသင်နေရတာဒီအဲ့ဒါခင်ဗျားတို့သိလားကျောင်းမှာဟုတ်လားကျောင်းသူကျောင်းသားနဲ့ဆရာမအင်ကမလုံလောက်တော့ခင်ဗျားတို့သိလားစာသင်ကျောင်းလေးအစုပ်ကလေးတွေထဲမှာဟုတ်လားပျက်စီးယိုရင်းနေတဲ့စာသင်ကျောင်းလေးတွေထဲမှာစာသင်နေရတဲ့ဆရာသားတွေခင်ဗျားတို့မြင်ဘူးလားစဉ်းစားပါဒါကြောင့်ဆရာသမားတွေအခက်အခဲတွေအများကြီးရှိပါတယ်ဟုတ်လားနိုင်ငံတော်လည်းဒီအခက်အခဲတွေဖြေရှင်းပေးရမယ်ဒါကြောင့်ကျွန်တော်တို့ကဟုတ်လားကျောင်းသူကျောင်းသားဟုတ်လားမိဘတွေနေတဲ့ကျွန်တော်တို့ကနန္ဒကမ်းဝင်ခြင်းတဲ့အချိန်လေးစားပေးတာဒါကြောင့်တချို့လူတွေဒီလိုရိုင်းဆိုင်ပြောဆိုနေတာလေးတွေကိုစင်ကြင်ပေးဖို့ပြောချင်ပါတယ်ဗျာနော်ကျွန်တော်ငယ်ကလေးကကျွန်တော်ဆိုရင်အင်္ဂလိပ်နဲ့သင်ချာကျူရှင်သင်တယ်ဆရာတော်ဦးမနေတာတို့ဆရာတော်ဦးပညာဇောတာတို့မန်းလေးမှာနော်ကျွန်တော်တလောက်100လောက်ကာရဝတရားနဲ့ပြန်ပြီးကြောခဲ့တာနော်ရန်လေးစားလုပ်လို့ပါကဲဒါလေးပြောချင်တာဗျာမှားတာရှင်တောင်းပန်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီမှာနေရာဒီလောက်ပါခင်ဗျာဒါကတော့လက်ဒလောမှဆိုရင်တော်တော်လေးမှနာမည်ကြီးနေတဲ့ဆရာမတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါကျူရှင်တင်တာနဲ့ပတ်သက်ပြီးတော့ဒီကျူရှင်လာစာတွေနဲ့မလောက်လို့ရင်900တော့တင်ရသွားလို့ပြောတဲ့အခုကိုဒါဒီအခုဝိုင်းပေါ့ဒါပြောပြပြီးသွားတာပဲဖြစ်ပါတယ်ဒီနောက်ဆုံးပြောသွားတဲ့အခုပြောရဆိုရင်မှန်ပါတယ်ပေါ့နော်ကျွန်တော်ဆရာမတွေဆိုတာကဒါအနန္တနန္ဒ9ပါးထဲမှာတပါးပါဝင်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးရိုင်းဆိုင်တွေတော့မပြောသင့်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုကျွန်တော်ပြောမယ်ဆိုရင်လည်းကျွန်တော်နားဝင်အောင်ပြောလို့ရတဲ့စကားလုံးတွေအများကြီးရှိတယ်ပေါ့နော်ဒါကိုအဲ့လိုမပြောဘဲနဲ့ဒီလိုမျိုးပြောလိုက်တဲ့အတွက်ကြောင့်မို့အခုဆိုရင်တနိုင်ငံလုံးမှာရှိတဲ့ဆရာမတွေကလည်းဒေါသထွက်နေကြတယ်ပေါ့နော်ဆရာမကြီးဆိုတာကနေ့ရက်ခံပြီးတော့သင်ပေးနေတဲ့ချိန်မျိုးမှာဒါအားလုံးကိုအခုလိုမျိုးပြောလိုက်တာတော့တော်တော်လေးမှဒါဆိုရတယ်ဖြစ်စဉ်ဒီတစ်ခုလေးဖြစ်ပါတယ်အခုကြည့်ရှုနေတဲ့ကျွန်တော်မိတ်ဆွေတွေလည်းဒါထမင်းဆွဲချက်လီလက်တာ comment မှာရေးပေးကြလို့ရပါတယ်နောက်တဲ့ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမယ်နော်